Hello ကျသားအလူကိုအခုလိုမျိုးလေကူလေးချက်စားလို့ရပါတယ်စုံးကြည့်သားပဲနော်ရင်ဆုံးအလူလေးတွေကိုအခွန်နွားပြီးရေးစေးထားမယ်ဗျပြီးသွားရင်တော့ကိုလိုချင်တဲ့ရွက်စားလေးတွေတုံးထားပါတယ်အတုံးသေးသေးလေးတော့နူးညံ့တယ်ဗျပြီးရင်တော့ကျသားကိုလည်းကိုလိုချင်တဲ့အတုံးလေးတွေတုံးပါနော်ကျွန်တော်ကတော့ dice တုံးလေးတွေတုံးထားပါတယ်ပြီးရင်တော့ချက်မဲ့ order ရောထည့်ထားတယ်အင်းအနေရဖို့အတွက်စက်သွန်နေနဲ့ခရမ်းချင်းသီးကို chop တယ်ပေါ့နော်ဒီကလေးကမ chop ကျင်ဘူးဆိုရင်စင်မယုတ်စုံထဲမှာထည့်ထောင်းလို့ရတယ်ပေါ့နော်မယုတ်သီးနဲ့စက်သွန်ပြီးရောထောင်းလို့ရတယ်ဗျကျွန်တော်ရုပ်စုံမရှိတဲ့အတွက်ဒီတိုင်းပဲတီးလိုက်တာဖြစ်ပါတယ်ပြီးရင်တော့အယောင်နဲ့မုံလေးရဲ့စနွင်းမုံရဲ့မပြားရဲ့ချက်သားမုံရဲ့စီရဲ့ရောထည့်တယ်ဗျနော်တကယ်လို့ကိုကစီတက်စားခြင်းလဲချက်သွန်ပြိုအရင်ဆုံးစီတက်လို့ရတယ်ဗျကျွန်တော်ညော်မှာဆိုတဲ့အတွက်လုံးချက်လိုက်တာဖြစ်ပါတယ်ပြီးရင်တော့နေပြရမယ်ဗျနော်ရတာဝင်သွားအောင်လို့အဲ့ဒါပြီးသွားရင်တော့ဒေအိုကိုတင်ပြီးတော့မိဖွင့်လိုက်ပါတယ်ရေခမ်းသွားရင်တော့ရေထက်တဲ့တယ်ဗျအလူလေးတွေကိုစမ်းကြည့်ပြီးတော့နူးလာပြီဆိုရင်ရပါပြီပြီးရင်တော့ရတာပုံငယ်ကိုမြည်ပြီးလို့တော့ထက်တဲ့ပေါ့နော်အခုလိုမျိုးရေပိုးပဲဆူလိုက်အလူလေးနူးသွားပြီဆိုရင်ချလိုက်ရပါပြီဗျနော်အရင်လွယ်ပါတယ်စားလို့လည်းကောင်းပါတယ်ဗျWow! အိမ်မှာလိုက်ချက်ကြည့်ကြပါအောင်နော်ကျေးဇူးပါဗျဘိုင်ဘိုင်